ကဲအခုနေရသည့်အပူဒဏ်ကလည်းအရန်ကိုဆိုးလာတယ်ဆိုတော့လေတော့မှားကျင်တာလေးရှိလို့ပါเนาะအထူးသဖြင့်ဒီအသက်ကြီးရွယ်အိုတွေလူကြီးတွေကလေးငယ်လေးတွေကိုဝင်ဆောင်မိခင်တွေဖြစ်နိုင်ရင်ဒီနေပူတွေကိုမလိုအပ်ရင်တော့မဖက်ကြပါနဲ့เนาะနေရိပ်မှတာပဲထွက်ပေါ့เนาะပုံမှန်အလုပ်လုပ်နေရတဲ့သူတွေကတော့မတက်နိုင်ဘူးပေါ့ကျန်တဲ့သူတွေကတော့မလိုအပ်ရင်တော့မထွက်ကြနဲ့ထွက်ရမယ်ဆိုလို့ရှိရင်လည်းဒီထီးတွေနေကမျက်မှန်တွေအုတ်ထုပ်တွေတခြားဆောင်းသွားမယ်เนาะအရေးရတဲ့နေရာလေးတွေမှာနေမယ်เนาะပြီးတော့အခုဆိုလို့ရှိရင်လေဒီနေပူထဲမှာလေကိုလက်လှုပ်ရှားကိုအပြင်းထန်လုပ်တာမျိုးတွေလည်းရှောင်ပေးအောင်အရန်ပူနေတဲ့အချိန်မှာလေအဲဆိုတော့တို့ဒီအပူကြောင့်ဒီကြွက်တက်တယ်လို့ခေါ်တဲ့ heat cramps ပေါ့နော် heat cramp တွေလည်းအခုဖြစ်နေကြတယ်အဲဒါကြောင့်မို့လို့နော်အဲလေးလည်းရှောင်စေခြင်းနဲ့ပြီးရင်အဲရေဓာတ်စားတွေတောက်လျှောက်တောက်မယ်နော်ဓာတ်စားဘူးလေးအမြဲဆောင်ထားမယ်ဓာတ်စားဖြော်ဖို့အချိန်မရရင်အဲကိုကာရီဆွက်ဘူးလေးဒါမျိုးလေးဆောင်ထားမယ်နော်ပြီးအဲအသီးနှံဖြော်ရည်လေးဒါမျိုးလေးတောက်ပေးနော်အလေးလုပ်ပေးပါအရင်ပူတော့လေတော်တော်ဒုက္ခရောက်နေကြတယ်စိတ်ထဲမှာလည်းတိတာတဲ့ဒီအပူကြောင့်ဖြစ်တဲ့ဟာတွေပဲလာပြနေကြတာပေါ့နော်အဲဒါကြောင့်မို့လို့ပါ